တနင်္သာတိုင်းဒေသကြီးမြိတ်မြို့နယ်စာရေးဆရာအသင်းမှကြီးမှု၍ကျောင်းသူကျောင်းသားများစိတ်ဓာတ်ခွန်အားရရှိပြီးယူဆအထောက်လူစီများတိုးပွားလာစေရန်နဲ့ဗလာငါးနံနဲ့ဘက်စုံဖော်ပြတဲ့လူတော်လူကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်ကစာပေဆိုင်ရာသိပညာပေးဟောပြောပွဲကိုမြိတ်မြို့အမှတ်ကိုအခြေခံပညာထက်တန်းကျောင်းပညာရတနာခမ်းမထက်မှာ2026ခုနှစ်ဇန်နဝါရီလ10ရက်နေ့မနေ့9:00နာရီခွဲအချိန်ကကျင်းပပြုလုပ်ပါတယ်။အဲ့ဒီအခမ်းအနားမှာပထမဦးစွာမြေမျိုးအမှတ်ကိုအခြေခံပညာထက်တန်းကျောင်းကျောင်းဦးဆန်မကြီးဒေါ်မြင့်မြင့်တွေကဖွဲ့မစကားပြောကြားပေးပါတယ်။ဆက်လက်ပြီးမြင့်မြို့နယ်စာရေးဆရာအသင်းမှာစာရေးဆရာဦးအေစိုးမန်မြန်မာပြည်တောင်ပိုင်းကစာတွေကိုဘာကြောင့်ဖတ်နေရတယ်လဲခေါင်းစဉ်ဖြစ်၎င်းစာရေးဆရာဦးဇော်မျိုးနိုင်ဇော်မြိတ်ကရသစာပေဟူသည်ခေါင်းစဉ်ဖြစ်၎င်းစာရေးဆရာဦးထိန်ဝင်းနန္ဒရီထိန်ဝင်းကမိမိကိုယ်ကိုကောင်းအောင်ကြိုးစားမယ်ခေါင်းစဉ်ဖြစ်၎င်းစိတ်ဝင်စားပွဲအသီးသီးဆွေးနွေးဟောပြောပေးကြပါတယ်အဲ့ဒီနောက်စာရေးဆရာဦးထိန်ဝင်းနန္ဒရီထိန်ဝင်းကကျောင်းသူကျောင်းသားများအားစာဖတ်စွမ်းရည်မြန်မာတိုးတက်လာစေရတဲ့ဗဟေဒီမိကုံများဆက်ဆင်မိမြန်ပြီးအပြည့်မှန်ကိုမှန်ကန်စွာဖြည့်ဆို့နိုင်တဲ့ကျောင်းသူတဦးအားဂုဏ်ပြုငွေချီးမြှင့်ပေးပါတယ်အဲ့ဒီနောက်မြေမြုံနဲ့စာရေးဆရာသင်းဥက္ကဋ္ဌဦးစိုးအောင်ဒုတိယစိုးအောင်ကကျေးဇူးတင်စကားပြောကြားကအသိပညာပေးဟောပြောပွဲအခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ကြပါတယ်အဲ့ဒီအသိပညာပေးဟောပြောပွဲအခမ်းအနားတော့မြေမြုံနဲ့စာရေးဆရာသင်းဥက္ကဋ္ဌနဲ့မှုဆောင်စာရေးဆရာများမြေမြုံအမှတ်9အခြေခံပညာထက်တန်းကျောင်းကျောင်းဦးဆန်မကြီးနဲ့ဆရာမများ Grade 10 Grade 11 Grade 12တို့မှာကျောင်းသူကျောင်းသား300ဦးကျော်တို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဒီသတင်းကိုနတ်တရီထေဝင်းကပြပို့တာဖြစ်ပါတယ်